အခုရရှိနေရတော့ဂျုံမောင် airport ပဲဖြစ်ပါတယ်ဘန်ကောက်မှာ airport တစ်ခုရှိရပါတော့စုဝနာဘူမီ airport နဲ့ဒီရောက်ရှိနေတဲ့ဂျုံမောင် airport ပဲဖြစ်ပါတယ်ဒါတော့အပေါ်မှာကောင်တာလေးချိပေါ့နော်ကောင်တာနံပါတ်လေးချိပြီးတော့ check in ဝင်လေးပေါ့နော်ဒီမထွက်ခင်ဒီမှာလောက်ကြည့်ပြီးတော့ရောက်ပြီဒါတော့ဒီဘက်ကဆက်ပြီးရတယ်ကိုယ့်ပေါ့နော်ကိုယ့် check in ဝင်လို့ရတယ်ဆက်ပြီးတော့ရတယ်ကောင်တာလေးပဲပေါ့နော်ဒီကတော့တာမန်နဲ့2မှရှိတယ်ညနေကြီးကတော့ပြီးတော့ဒီတရားဆိုရင် check in ဝင်သွားတယ်เนาะဒီ domestic ပေါ့နော် domestic ဒီပါချာနေပြီးတော့သွားလို့ရပြီညနေတက်တက်သွားရဆိုရင်တာမန်နဲ့1အောင်ရောက်မယ်ပေါ့နော်တာမန်နဲ့1နဲ့2နဲ့ကိုကျင်းမှာချိန်ထားပေးတယ်အဲဒီတော့မှဆိုရင်အလီဒီပုတ်ရှိရပေါ့နော်အလီဒီပုတ်ပါကိုရထောက်ခါတယ်ဒီပေါ့နော်ဒီအချိန်ရယ်ပြီးတော့လင်းနံပါတ်ရယ်ကြည့်ပြီးတော့ကောင်တာနံပါတ်ဘယ်လောက်လဲဆိုတော့ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုကိတ်ဖွင့်နိုင်ပြီပေါ့နော်ကိတ်ဖွင့်နေကြည့်သွားလို့ရတယ်အဲဆိုတော့ဒါဆိုပြောတာပေါ့နော်ဒါဆိုကိတ်နံပါတ်ဘယ်လောက်လဲဆိုဒီလားဆိုရင်17ဆို17အဲ့ဒီသွားမှာပေါ့နော်ဒီပေါ်ထမှာတော့ဘယ်လိုတော့မစားသေးဘူးเนาะအဲ့စားရဆိုရင်ပေါ်ထမှာတောက်ဆိုင်ရရှိတယ်စပူဒါနဲ့တောက်ရစီပေါ်ထမှာစားတော့ဆိုင်ရရှိတယ်ပြီးတော့ဖုတ်ကောက်ရရှိတယ်ဖုတ်ကောက်မှာစီးတက်တာရောเนาะအဲ့မှာစားလို့ရတယ်ဒါတော့သူ့ရဲ့ကောင်တာလေးပေါ့နော်ဒီခု information မေးချင်တာလို့ဆိုရင်သူ့ရဲ့ airline နဲ့ပတ်သက်တဲ့ကောင်တာလေးရှိတယ်ကောင်တာလေးမှာသွားပြီးလို့ရတယ်โอเคเนาะ check in ဝင်လိုက်ပါအောင်မယ်အားလုံးဒါ personal နေလို့ဖြစ်ပါစေ